မဝယ်ကြပါနဲ့တဲ့PUBG ကအဲ့လိုပြစ်လို့မရဘူးတဲ့ trust me တဲ့။အော် okay ဒီမှာလာရှိုးလိုက်ပါဦးဒီမှာနော်ဘလို့ပြောတယ် PUBG ကအဲ့လိုပြစ်လို့မရတဲ့အဲ့လိုပြစ်လို့မရတဲ့ PUBG ကျွန်တော်ဘလို့ပြစ်နေလဲဆိုတာဘလို့အနေထားလဲဆိုတာလာကြည့်လိုက်ဩကျွန်တော်ကမပြစ်လို့မရတဲ့ PUBG ကိုမကြည့်ဘလို့ပြောတယ်ပြစ်လို့မရတဲ့ PUBG ကိုပြစ်ပြနေတာပြစ်လို့မရဘူးဆိုတာဘလို့အနေထားမျိုးပြောတယ်ဘလို့ပြောချင်တာပါတယ်ဘလို့ပြစ်လို့မရဘူးပါတယ်ဒီ game ခက်လို့ကချိတ်ဆက်လို့မရတာဒါမှမဟုတ်ချိတ်ဆက်ပြီးပြစ်လို့မရတာကိုပြောရလားမဟုတ်ဘူးကျွန်တော်သိတယ်ဘလို့ပြောတာပြစ်လို့မရဘူးနော်ဆိုတာဘလို့မျိုးလဲဆိုတော့ကျွန်တော်သဘောပေါက်တယ်ပြောပြမယ်ဘလို့ပြောတယ်ပြစ်လို့မရဘူးဆိုတဲ့သဘောတရားကိုကျွန်တော်နားလည်တယ်ဘာလဲဆိုတော့ဒီ game ခက်လို့ကိုတုံးရင်ဒါ PUBG မှာပြင်မယ်ဆိုဘန်းခံရမယ်စသဖြင့်ပေါ့ဘန်းခံရတယ်ဆိုတာဘလို့နေသားမျိုးမှာဘန်းခံရတယ်ဆိုတော့ဘလို့ကသဘောပေါက်လားနားလည်လားဘလို့မှဘန်းခံရတယ်ဆိုတော့တိလားအရင်လေ့လာကြည့်ဒါမှမဟုတ်ကိုဘလို့ကိုယ်တိုင်ကဒီပစ္စည်းကိုတုံးပြီးတော့မှကိုယ်တိုင်ကဘန်းခံလိုက်ရတယ်ဆိုရင်ကျွန်တော်တက်တည်နေတော့လာပြဒီကောင်ကကျတော့ game set တွေကိုမပြောင်းလဲရဘူးเนาะဒီမှာဒါဒီလို virtual key လေးတွေလိုက်တင်လိုက်ရုံပဲလိုက်တင်ပြီးနှိပ်တာပဲဘာမှမလုပ်ဘူးဘာစတင်မှပြောင်းလဲခြင်းလည်းမရှိဘူးနောက်ပြီးတော့ तू ကဘယ်လိုထင်တယ်လို့မို့နော်ဒါချိန်လိုက်တယ်နဲ့ auto ဆိုကျွန်တော်ဒီလိုချိန်လိုက်တယ်နဲ့ဒီ enemy စီကို auto တန်းပြီးတော့ပြစ်နေတာမျိုးလည်းမဟုတ်ဘူးပြီးတော့ rewind ဒါချိန်လိုက်တယ်နဲ့ auto rewind နေချိန်ပြီးတာလည်းမဟုတ်ကျွန်တော်လက်နဲ့ဒီလိုလိုက်ထိန်းရတယ်နော်အဲ့လောက်လွယ်မနေဘူးဗျဟို game ကို hack လိုက်လို့မို့ဖြစ်နေတယ်လို့ထင်တယ်ဘလို့ကပြီးတော့ဗျာဒီမှာ controller မှာဆို control တွေကအများကြီးပါတာမဟုတ်ဒီမှာအရှိမှဆိုရင်ဒီမှာ2ခုပါမယ်ဒီအရှိမှဆိုရင်3ခုပါမယ်ပြီးဒီမှာ joystick တစ်ခုပါမယ်ဗျာစုစုပေါင်းမှာပြီးရ6ခုပဲပါတယ်ဒီမှာ PUBG mobile game မှာဆိုတော့ကြီးတွေကအများကြီးပါတယ်အဲ့ကြီးတွေအများကြီးမှာဒီ6ခုလေးကိုပဲကျွန်တော်တို့ကထိန်းချုပ်လို့ရတယ်အဲ့ဒီဟာကိုဒီ controller ကိုပဲကျွန်းကျင်ကြိုက်တက်တယ်ဆိုရင်တော့မှကျွန်တော် pro player တယောက်ရဲ့နော်လက်ရည်ကိုမမီသေးဘူးဗျနော်အဲ့တော့ဒီဘန်းနဲ့မဘန်းဘူးဆိုတာကိုကျွန်တော်နောက်မှနော်ဘေးခဏဘေးချိတ်တာနော်ဒီ controller လေးကိုပဲကျွန်းကျင်ကျွန်တော်ကင်တက်အောင်ပဲအရင်လေ့ကျင့်ကြည့်ရောနောက်ပြီးတော့ဒီမှာဘန်းနိုင်ကြလဲတအားနေကျွန်တော်ပြောတဲ့အတိုင်းပဲဒီမှာဒီကောင်နဲ့စက်တင်ုံနဲ့ဘာမှပြောင်းလဲထားတာမရှိဘူးဒီ virtual key လေးတွေကိုဒီလိုတင်ပြီးတော့ဒီခလုတ်ဒီလက်နဲ့နှိပ်မဲ့အစားဒီ virtual key လေးတွေတင်ပြီးတော့ဒီ control လေးနဲ့ထိန်းချုပ်တာပဲရှိတယ်အဲ့တော့ဘာမှဘန်းစရာလည်းအကြောင်းမရှိဘူးအဲ့တော့ဒီ controller ကိုစော့ပြီးတော့ PUBG အကောင့်ပြတ်သွားတယ်ဘန်းခံလိုက်ရတယ်ဆိုရင်ကျွန်တော်ကိုလာပြီးတော့တက်တည်နေတော့လာပြနော်ကျွန်တော်ကတော့ဒီမှာဒီပစ္စည်းကိုတုံးလို့ရကြောင်းနော်ဒါကျွန်တော်တက်တည်နေတော့ပြတယ်နောက်ပြီးတော့ကျွန်တော်ဘလို့ဆိုရင်ဘန်းခံရတယ်ဘလို့ဆိုရင်မဘန်းခံရဘူးဆိုတာကိုလည်းကျွန်တော်နော်လုံးဝတိကျလဲရှင်းပြပေးထားတယ်နော်အဲ့ဒါကိုမှဘလို့ကလုံးဝမယုံကြည်ဘူးမဝယ်ခြင်းဘူးဆိုလဲရတယ်ဘာမှမဖြစ်ဘူးကျွန်တော်ကဘလို့အတင်းချက်လည်းမရဘူးဝယ်ပါလို့လည်းအတင်းချက်မပြောဘူးဘလို့ယုံကြည်မှနော်ကျွန်တော်ကတော့ကျွန်တော်ပစ္စည်းပေါ်မှာယုံကြည်မှုအပြည့်ရှိတယ်ဒီဟာကိုနော်တုံးပြီးတော့ဘန်းခံရတယ်ဆိုတာကျွန်တော်ရောင်းလာတယ်မြတယ်မှာတစ်ခါမှမကြဘူးလေပြီးတော့ဒါကနော်ဘလို့ကဒါတွေနဲ့မစော့ခြင်းဘူးကိုယ်ကလေဆိုရင်pro player တယောက်ကဒါတွေမလိုအပ်ဘူးဘာညာဆိုရဲဆိုတော့ကိုယ့်အကူလက်နဲ့ပဲစော့ကျွန်တော် game ဆိုတာကအပျော်တဘောပဲစော့တာအဲ့တော့လက်နဲ့စော့ရတာပြင်းလာတယ်ဒီ controller လေးနဲ့စော့ဘာမှမဖြစ်ဘူးဒီ controller နဲ့စော့လို့ဘန်းခံရတယ်လည်းမရှိဘူးဒီ controller နဲ့မစော့ဘဲနဲ့လက်နဲ့စော့လို့ကြားတယ်ဘာမှမဖြစ်ဘူးเนาะဒါလေးသိအောင်ပြောပြတာဒါပဲ